ခွေးလေးတစ်ကောင်ရဲ့တစ္ဆာရှိမှုကိုစော်ကားခံလိုက်ရသောအခါခွေးလေးတစ်ကောင်ကအမျိုးသမီးတွင်ခံမောင်းပြီးတစ်ထည်ကိုပါဆက်နဲ့ကိုက်ပြီးရုတ်တရက်ထွက်လာပါတယ်အမျိုးသားရဲ့ရီးစားကဒီအဖြစ်အပျက်ကိုမြင်တော့အယမ်းစိတ်ဆိုးပြီးလမ်းခွဲလိုက်ပါတယ်အမျိုးသားကဒီလိုလမ်းခွဲတာခွေးကြောင့်လို့အပြစ်တင်ပြီးပါဘီကိုကျေးလက်ကိုခေါ်ထုတ်သွားပါတယ်သူကပါဘီရဲ့အကြိုက်ဆုံးဘော်အုံးကိုအဝေးဆုံးပစ်လိုက်ပြီးပါဘီကဘော်အုံးနောက်ကိုလိုက်နေတော့မှအမျိုးသားကအိမ်ကိုအမြင်မောင်းပြန်လာခဲ့ပါတယ်ဒါပေမဲ့ပါဘီကဘော်အုံးကိုကောက်ပြီးချက်ချင်းအိမ်ကိုပြန်ရောက်လာပါတယ်အမျိုးသားကအယမ်းတော်သားထွက်ပြီးပါဘီကိုချက်ချင်းဖယ်ရှားပစ်ချင်နေပါတော့တယ်ဒါကြောင့်သူကပိုပြီးလူသူဝေးရဲ့နေရာကိုမောင်းသွားရတယ်ဒါပေမဲ့ပါဘီကဘောလုံးကိုနောက်တစ်ခါကောက်ပြီးအိမ်ကိုပြန်တယ်လာပြန်ပါတယ်သူဘောလုံးကိုဘယ်နှစ်ခါပဲပြစ်ပါဘီကအမြဲပြန်ယူလာပါတယ်ပါဘီကတော့သူ့သခင်ကသူ့နဲ့အတူတူကစားနေရပဲလို့ထင်ပြီးအယမ်းပျော်နေပါတယ်ပါဘီကိုလုံးဝဖယ်ရှားပစ်နိုင်ဖို့အမျိုးသားကတခြားမြို့တစ်မြို့ကိုနိုင်ရီတော်ကြအောင်မောင်းသွားပါတယ်သူကဘောလုံးကိုစွန့်ပစ်ထားတဲ့စက်ရုံတစ်ခုရဲ့ကိုပစ်ထည့်လိုက်ပါတယ်ပါဘီကမတွေးတော့ပဲဘောလုံးကိုပြန်ယူဖို့ခုန်ချလိုက်ပါတယ်အဲ့အချိန်အမျိုးသားကလည်းချက်ချင်းမောင်းထွက်သွားပါတယ်လမ်းကတန်စီယိုနဲ့ပိတ်နေပေမဲ့ပါဘီကပုံနေတဲ့အပြက်စီးတွေကိုအသုံးပြုပြီးစက်ရုံထဲကိုဝင်ရောက်ကဘောလုံးကိုပြန်ယူနိုင်ခဲ့ပါတယ်ပါဘီကပျော်ရွှင်စွာဘောလုံးကိုကောက်ကင်လိုက်ပေမဲ့အိမ်ပြန်လန်းကိုရှာမတွေ့နိုင်ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်ဒါကြောင့်ရည်ရွယ်ချက်မရှိရဲရှောက်သွားနေခဲ့ပါတယ်ရုတ်တရက်ခွေးကြီးနှစ်ကောင်ကသူ့လမ်းကိုပိတ်ဆို့လိုက်ပြီးပါဘီရဲ့ဘောလုံးကစားစရာကိုလူယူသွားပါတယ်ထို့နောက်ကြီးမားတဲ့အရေးတစ်ခုပေါ်လာပြီးခွေးကြီးနှစ်ကောင်ကကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်အဲ့ဒီနောက်ခွေးသေးသေးလေးတစ်ကောင်ပြေးလာပြီးပါဘီကိုကယ်တင်လိုက်ပါတယ်ပါဘီကိုသူ့သခင်ကစွန့်ပစ်ထားတာကိုလည်းတီးသွားပြီးပါဘီကိုပျော်ရွှင်အောင်လုပ်ပေးဖို့တခြားခွေးတွေနဲ့ကစားဖို့ခေါ်သွားပါတယ်သူတို့အားလုံးမျက်ခင်းပြင်ပေါ်မှာရေနဲ့အတူတူဆော့ကစားကြပါတယ်ဒါပေမဲ့ပါဘီကသူ့သခင်ကိုအယမ်းတရိရနေသေးပါပဲအဲ့ဒီခွေးကပါဘီရဲ့သခင်ဟာမကောင်းတဲ့လူတစ်ယောက်ဖြစ်ကြောင်းပြောပြပါတယ်ပါဘီကလည်းသူ့သခင်ဟာသူ့ကိုဘယ်တော့မှအမှန်တကယ်မချစ်ခဲ့ဘူးဆိုတာကိုသိရှိသွားပါတယ်ဒါကြောင့်သူ့သခင်စီကိုလက်စားချေဖို့ပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ခွေးတွေကပါဘီကိုကူညီဖို့ဆုံးဖြတ်လိုက်ကြပြီးခွေးတွေရဲ့လက်စားချေရေးမဟာမိတ်အဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်ပါဘီကအဲ့ဒီဟောင်းနှွမ်းနေတဲ့အိမ်ကိုပြန်ရောက်လာပေမဲ့အမျိုးသားကတော့အိမ်မှာမရှိရဘူးသူကဘောလုံးကစားစရာကိုနောက်ဖေးချန်ထဲမှာမြုပ်နှံပြီးထွက်သွားဖို့ပြင်ဆင်ပါတယ်အဲ့ဒီအချိန်မှာအမျိုးသားပြန်ရောက်လာပါတယ်ပါဘီကသူ့ကိုဒေါသတကြီးဟောင်ပြီးအမျိုးသားကတာဝန်မဲ့သူဖြစ်ကြောင်းဆွဆွဲနေပါတယ်အမျိုးသားကပါဘီကိုမြင်တော့အယမ်းဒေါသထွက်ပြီးသူ့ကိုနောက်တစ်ခါထပ်မောင်းထုတ်ဖို့တုတ်တစ်ချောင်းကိုကောက်ကင်လိုက်ပါတယ်ထိုအချိန်မှာပါဘီရဲ့အဖော်တွေရောက်လာပြီးအမျိုးသားကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပါတော့တယ်အမျိုးသားလည်းမြေပြင်ပေါ်လဲကျသွားပြီးမလှုပ်ရှားနိုင်တော့ပါဘူးပါဘီကဒီအဖြစ်အပျက်ကိုမြင်တော့မဆိုင်မတော်သူ့ကိုကိုက်လိုက်ပါတော့တယ်